အတ္တကဘယ်တော့မှသူ့မှာပြည့်စုံနေလို့မရှိဘူးအတ္တဟာအားငယ်နေတယ်ဒါကြောင့်အားကိုးစရာကိုရှာတယ်ငွေကိုအားကိုးတယ်ဂုဏ်ကိုအားကိုးတယ်ဒါပေမဲ့ဘလောက်ရအားငယ်တော့မယ်ပြည့်စုံပြီလို့မခံစားရဘူးအားငယ်စိတ်ကြောင့်မပြည့်စုံတာလိုချင်တာတကယ်အတုံးလိုချင်တာမဟုတ်ဘူးအတ္တရဲ့သဘာဝမှာပြည့်စုံခြင်းဆိုတာဘယ်တော့မှမရှိဘူးအတ္တရဲ့သဘာဝဟာအမြဲတမ်းချို့တဲ့နေပါတယ်ထူးဆန်းတာကလိုချင်တာများများရလေပိုပြီးမပြည့်စုံလေးဖြစ်လာတယ်အတ္တဟာဒီကိုကောင်းဆိုင်တဲ့သဘောဖြစ်လို့သူ့လိုပြေဝတစ်ခုကိုပဲသူစဉ်းစားတယ်အတ္တဟာညှင်းငွေသွားတယ်မြစ်တာဟာမညှင်းငွေဘူးအတ္တကတခုခုတန်မိုးထားတယ်ဆိုတာခဏပဲသူချစ်တယ်ဆိုတာအမှန်တော့သူ့ကိုယ်ကျိုးအတွက်ပဲအတ္တကဖြည့်ဆည်းခြင်းတဲ့သဘောရှိတယ်သူ့ရက်တရားမြဲဖို့သူ့တစ်ပါးကိုနေရာဖယ်ခြင်းနဲ့အတ္တမရှိရင်ဘယ်သူကမှမဖြည့်ဆည်းခြင်းဘူးအတ္တမရှိရင်အရာရာတိုင်းကိုပိုးပြီးတော့တန်မိုးထားတယ်ပို့ပြီးတော့တနာတတ်တယ်ပို့ပြီးချစ်တတ်တယ်ပို့ပြီးလေးစားတယ်အတ္တရဲ့သဘာဝကိုတည်တည်ချာချာစဉ်းစားပါအတ္တမှာလုံခြုံမှုဆိုတာဘယ်တော့မှမရှိဘူးစိတ်မချဘူးအမြဲတမ်းစိုးရိမ်နေတယ်အမြဲတမ်းကြောက်နေတယ်အကြောက်ပြေဖို့ကိုညီမျိုးနဲ့ကြိုးစားတယ်ပတ်စံရှိရင်အားရှိတယ်အာနာရှိရင်အားရှိရင်အဲ့ဒီလိုတွေးတယ်လူတွေကိုငါချုပ်ကင်ထားလို့ရရင်ငါခိုင်းတယ်လို့လုပ်ရင်ငါနည်းနည်းလုံခြုံမှုရှိမယ်စိတ်အေးရမယ်ဒါကြောင့်ငါခိုင်းတာကိုလုံးမဲ့သူတွေများအောင်လုံးမဖြစ်မယ်ငါခိုင်းတယ်လို့မလုပ်တဲ့သူတွေကိုဖယ်မဖြစ်မယ်အတ္တဟာတစ်ဖက်သားကိုချုပ်ချယ်ခြင်းနဲ့သူတစ်ပါးကိုချုပ်ကင်ထားပြီးတော့ကိုယ့်ဘဝရဲ့တည်မှုရှာခြင်းနဲ့ကိုယ့်အတွက်ဆင်ပြေဖို့သူများကိုအသုံးချလိုက်တယ်အတ္တဟာသူတစ်ပါးကိုဘယ်တော့မှလွတ်လပ်မှုမပေးဘူးသူကိုယ်တိုင်ရောလွတ်လပ်သလားသူကိုယ်တိုင်လည်းဘယ်တော့မှမလွတ်လပ်ဘူးဒီအတ္တရဲ့သဘာဝကိုပိုသိလာတော့မြတ်စွာဘုရားကိုပိုးပြီးတော့ကျေးဇူးတင်တယ်အနတ္တသဘာဝကိုနားလည်နိုင်အောင်သဘောပေါက်နိုင်အောင်ဟောခဲ့တယ်တရားထုတ်ပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့မြင်နိုင်အောင်နိလန်းနေပေးခဲ့တယ်ဖျားပေးတဲ့ဤတိုင်းအားထုတ်လို့အနတ္တကိုသိလာတဲ့အခါမှာအနတ္တဟာဘလောက်အေးချမ်းတယ်လဲလွတ်လပ်တယ်လဲဆိုတာသိလာတယ်အနတ္တစိတ်ဟာဘလောက်ပြည့်စုံတယ်လဲဆိုတာသိလာတယ်အနတ္တစိတ်နဲ့နေတဲ့အချိန်မှာဘသူကိုမှမချုပ်ချယ်ခြင်းဘူးဘသူကမှလည်းချုပ်ချယ်လို့မရဘူး